Hi ကျွန်တော်ပြန်လာပါပြီဒီနေ့မှာတော့ Demon Slayer Chapter 142ကိုကျွန်တော်တို့အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရင်ကဘာသာပဲတင်ဆက်ပေးနေတဲ့ channel လေးအခုခံလိုက်ရဖြစ်တဲ့အတွက်ကြောင့်မလို့အခုပြထားတဲ့ channel လေးကို join ပြီး anime overview လေးကိုစောင့်ကြည့်လို့ရပါခင်ဗျတခြားသော anime လေးတွေရှိရမှာမို့ brother တို့စိတ်ကြိုက်ဖြစ်မှာမှန်ပါပဲ Chapter 142ရဲ့နာမည်က Insapella ခိုးချိုရှင်တို့ဘူးလို့ပြောထားတယ်ဒီ Chapter 142ရဲ့ cover ကတော့ဒိုးမကနေပြီးတော့ကလေးတစ်ယောက်အနေနဲ့တက်တောက်တက်တာထိုင်နေအောင်တွေ့ရမယ်အနောက်မှာလည်းကြာပူးတွေနဲ့အရှိမလည်းပန်းပစ်လေးနဲ့ဖြစ်နေအောင်တွေ့ရမယ်Chapter အစမှာတော့ဒိုးမကျင်နာပြီးတော့ညံကောင်းတဲ့ကလေးတစ်ယောက်ဖြစ်တယ်။တနာတဲ့လူတွေကိုလည်းဒီကောင်ကကူညီပေးတယ်။အဲဒီတချို့လူတွေဆိုလို့ရှိရင်ဒီကောင်ကနဖျားရဲ့အတန်အောင်ကြားရတယ်ဆိုပြီးပြောကြတယ်။ဒိုးမရဲ့မိဘတွေနဲ့တခြားလူကြီးတွေကဒိုးမရဲ့မျက်အိမ်ထဲမှာတက်တက်အောင်တွေ့ရတယ်။ဒီကလေးကဝက်တိချ7အယောင်နဲ့ထူးခြားတဲ့ကလေးပဲ။ဒါကရိုးသားတဲ့တင်ငင်တာပဲဆိုပြီးတော့ဒိုးမကိုနဖျားရဲ့အတန်အောင်ကြားရတယ်ဆိုပြီးတော့လူကြီးတွေကပြောကြတယ်။ဒါပေမဲ့ဒိုးမဘက်ကတော့အဲ့လိုမဟုတ်ခဲ့ဘူးဒီကောင်မိဘတွေရဲ့ညှက်ထိန်မှုအများနဲ့စိတ်ပြတ်နေမိရဲ့တဲ့အဲ့လိုမှမဟုတ်လို့ရှိရင်လေတဲ့တနာစရာကောင်းတဲ့အဆုံးမရှိဒုက္ခပုံဆိုတဲ့အဖွဲ့ကိုလည်းငါတီထောင်နိုင်ခဲ့မှာမဟုတ်ဘူးတဲ့တနာစရာကောင်းလို့သာဒီလူတွေကိုစကားလက်ဆောင်ပြောပေးနေရတဲ့အဲ့ဒီနဖျားဆိုတဲ့အတန်ကိုလည်းငါတခါမှကြားဘူးတာမဟုတ်ဘူးတဲ့ဒိုးမအနေနဲ့အစကတော့လူများကြီးရဲ့လေးစားတောင်းခံရတယ်ဝေးပြုတ်ဆူတောင်းခံရတယ်အဲ့ဒါကိုဒီကောင်ကစိတ်ဒုက္ခရောက်မိရဲ့ဒိုးမကနေပြီးတော့ဒီကောင်လိုခလေးတယောက်ရဲ့ရှေ့မှာငိုယိုပြီးတော့နာကျင်မှုရဲ့ဆင်းရဲဒုက္ခတွေကိုဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြောလာတဲ့လူကြီးတွေကိုလည်းတကယ်ကိုစိတ်ပြတ်မိရဲ့အဲ့လူကြီးတွေကိုခေါင်းကောင်းရင်လားဆိုပြီးတော့သူတို့စိတ်ပူပေးရသေးရဲ့တကယ်လည်းဒီကောင်ပြောရဟုတ်လားဟုတ်တာပဲဒီကောင်လိုခလေးတယောက်ကိုဒီကောင်လိုကောင်နဖျားလို့ထင်နေတဲ့လူကြီးတွေကိုအမှားတာအုံးတော့မရှိဘူးလားမသိဘူးအဲ့လူကြီးတွေဒိုးမပြောလဲပြောချင်းစရာလူကြီးတွေကနေပြီးတော့သူတို့အကြောင်းတွေပြောပြတဲ့အချိန်မှာဒိုးမကိုဒုက္ခဘို့လမ်းညွှန်ပေးပါဆိုပြီးတော့ဂါဝရပြူကြတယ်ဆူတောင်းကြတယ်ဒါပေမဲ့ဒိုးမကနေပြီးတော့အဲ့အချိန်မှာငိုခဲ့တယ်ဘာလို့လဲဆိုတော့ဒုက္ခဘို့ဆိုတာတကယ်မရှိဘူးလေတဲ့လူတွေစိတ်ကူးရဲ့ဖန်တီးထားတဲ့ fairy tales ပဲဆိုပြီးပြန်ပြောခဲ့တယ်နတ်ရောနဖျားဦးကတဲ့တကယ်မရှိဘူးတဲ့ဒီလောက်ရိုးရှင်းတဲ့ကိစ္စကိုတဲ့လူတွေဒီလောက်ထိနှစ်တွေအကြာကြီးနေလာပြီးတော့တဲ့ဒီလိုကိစ္စကိုမသိကြဘူးတဲ့ဒိုးမနေပြီးတော့တိတ်ဝါးတွေဘာမှလုပ်လို့မရတော့ဘူးတဲ့ဘာခံစားချက်မှလည်းမရှိတော့ဘူးတဲ့နှလုံးခုန်တာလည်းရက်သွားပြီတဲ့အုံနောက်ကလည်းအလုံးမလုံးတော့ဘူးတဲ့ပုတ်ပြီးတော့မြေကြီးပဲဖြစ်သွားမှာတဲ့ဒီလောက်လွယ်ကူတဲ့ကိစ္စကိုတဲ့လူတွေကလည်းလက်မခံနိုင်ကြဘူးတဲ့ကောင်းမကောင်းတော့တဲ့တကယ်ကိုခက်ခဲမှာပဲတဲ့အဲ့လိုမျိုးလူကြီးတွေတနာစရာကောင်းတာဟုတ်တဲ့ငါကယ်တင်ပေးချင်တယ်တဲ့အမြင့်ဝင်ရအောင်မြင့်တင်ပေးချင်တယ်တဲ့အဲ့ဒီအတွက်ပဲငါကမွေးဖွားလာတာတဲ့ဒိုးမနေပြီးတော့ပြောတယ်ချပတာအစအနေပြီးတော့ဒီအထိကဒိုးမရဲ့ best story ကိုပြန်ပြောထားတာဖြစ်တယ်ကဲဒိုးမနဲ့ရှင်နိုဘူးနဲ့ချတာကိုပြန်သွားပါမယ်ဒိုးမကနေပြီးတော့ဒါ9ချိန်မြောက်ပဲတဲ့ဒါလည်းမလုံလောက်သေးဘူးလားတဲ့အစိတ်တွေကိုဘယ်ချိန်ထိပေါင်းဆက်နေအောင်မလဲတဲ့မင်းအစွမ်းနေတဖြည်းဖြည်းနဲ့ကျလာပြီတဲ့အဲ့ချိန်မှာပဲရှင်နိုဘူးကိုဒိုးမနေလှမ်းပြလိုက်တယ်ဟေးအစင်ပြေးရလားတဲ့ချွေးတွေအများကြီးထွက်နေရဲ့နော်တဲ့အသက်ရှူမွားဘူးလားတဲ့အဲ့ဒါနေဒိုးမနေရှင်နိုဘူးကိုပြန်ပြောလိုက်တယ်ရှင်နိုဘူးကိုယ်တိုင်ကလည်းအံ့ဩပြီးတော့ချွေးတွေထွက်နေတယ်ဒါအာပါမူရန်ကြီးတယောက်ရဲ့တန်မာမှုလားတဲ့သူ့ရဲ့ခန္ဓာကိုယ်တိဆောက်မှုကလည်းပုံမှန်မဟုတ်ဘူးတဲ့အစိတ်ကလည်းအလုံးမလုံးတော့ဘူးတဲ့ဒိုးမနေပြီးတော့ရှင်နိုဘူးကိုမင်းနှလုံးနေခဲအောင်နာကျင်နေပါပဲနော်ဟုတ်တာဗောတဲ့ဆွမ်းတော့ငါ့ဒီမိုတက်ကနစ်အကိုမင်းမိသွားတာဟုတ်တဲ့အဲ့အချိန်မှာပဲရှင်နိုဘူးကမင်းဒိုးမခဲနေတဲ့တွေးတွေကိုမြူနေနဲ့ပြောင်းပြီးရက်တောင်ကိုတုံးတာအဲ့ British တုံးရတာငါ့အတွက်အနေရှိနိုင်လို့ပြောပြီးတော့အစိတ်များများနဲ့တိုက်ရမယ်တဲ့အဲ့အချိန်မှာရှင်နိုဘူးကပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မမရှင်နိုဘူးကဒိုးမကို Beast of Insta Dance of the Dragonfly ကိုတုံးလိုက်တယ်ဒိုးမကလည်းရှင်နိုဘူးကအရမ်းမျက်နှာတက်ကြောင်မလို့သူ့ရဲ့အရှင်ကိုအံ့ဩသွားပြီးတော့ရှင်နိုဘူးကိုမင်းအရမ်းမျက်နှာပဲတဲ့ငါအခုထိတိုက်လာတဲ့ဟာရှီယာကြီးထဲမှာမင်းအမြန်ဆုံးဖြစ်နိုင်နေဆိုပြီးပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲသူတို့အပြန်အလှန်ခုတ်မိသွားတယ်ရှင်နိုဘူးကနေပြီးတော့ဒိုးမကိုဖျက်လိုက်နိုင်ပြီးခုတ်လိုက်နိုင်ပြီးလို့ထင်မိပါတယ်ဒါပေမဲ့ရှင်နိုဘူးတတိမထားမိတာဒိုးမကိုသူကတိတ်ပြီးမခုတ်နိုင်လိုက်ဘူးဒိုးမကသာသူ့ကိုခုတ်နိုင်ခဲ့တာဒိုးမကနေပြီးတော့ရှင်နိုဘူးကိုမင်းအစိတ်မသုံးပင်နဲ့ငါခေါင်းကိုဖျက်ရမှာတဲ့မင်းကအရမ်းမျက်နှာမို့လို့ငါခေါင်းကိုဖျက်နိုင်မှာတဲ့မရနိုင်ဘူးလားတဲ့မင်းကလူကောင်းသေးတာဟုတ်တဲ့ဆိုပြီးဒိုးမရှင်နိုဘူးကိုရီပြီးတော့ပြောနေပါသေးရဲ့ရှင်နိုဘူးကနေပြီးဒိုးမပြောလိုက်တဲ့စကားကြောင့်အသွေးပေါင်းစုံဝင်ပြီးတော့ငါလက်ကြီးကဘာလို့အဲ့လောက်ကြီးသေးနေရတာလဲငါရက်ကဘာလို့မရှင်လာနိုင်ရတာလဲငါရက်ကနည်းနည်းရှည်လို့ရှိရင်ငါအိုနီကောင်းကိုဖျက်နိုင်မှာလားခန္ဓာကိုယ်တွေလက်တွေကြီးွားလာလို့ရှိရင်အားသာချက်တွေရှိနိုင်တာမို့လို့ငါအိုနီကောင်းကိုဖျက်နိုင်မှာလားဆိုပြီးတွေးနေတယ်ငါရဲ့အမကပေတွေ့လေးဆိုပြီးမြင်ငါထက်တော့အရက်ရှိရဲ့တဲ့ဟင်းမေးကြီးမှဆန်ဆိုလို့ရှိရင်ကောင်းပါပဲတဲ့သူတာလာကယ်လို့ရှိရင်အကုန်လုံးစိတ်သက်သာရမှာတဲ့ငါအမအဲတော့ကပြောဖို့လုပ်ခဲ့တဲ့စကားကိုငါသိရဲ့ရှင်နိုဘူးကဒီအိုနီကိုမနိုင်ဘူးဆိုပြီးပြောဖို့လုပ်ခဲ့ပြီးမြဲ तू မပြောခဲ့ဘူးဆိုပြီးတော့ရှင်နိုဘူးကအသွေးပေါင်းစုံဝင်နေရဲ့အဲ့ဒီအချိန်မှာပဲတေသွားတဲ့ရှင်နိုဘူးရဲ့အမကနေပြီးတော့ရှင်နိုဘူးရဲ့မျက်လုံးထဲမှာမြင်အောင်နေပြီးတော့ရှင်နိုဘူးကိုအားပေးစကားကြီးလာပြောတယ်တတိစားသန်းရှင်နိုဘူးရဲ့မင်းမငုံနေတဲ့ရှင်နိုဘူးရဲ့အမကနေပြီးတော့ရှင်နိုဘူးကိုမင်းမတက်ရိုက်လိုက်တဲ့ဒါပေမဲ့ရှင်နိုဘူးကမရက်နိုင်ဘူးတဲ့အသက်ကလည်းမရှူနိုင်တော့ဘူးတဲ့အသေးတွေလည်းနှလုံးတွေရောကျွေမနေပြီလို့ပြောတယ်သွေးတွေလည်းအရန်ထွက်ထားတာမို့လို့ဒါပေမဲ့သူ့အမနေပြီးတော့မဆိုင်ဘူးတဲ့မတက်ရက်လိုက်တဲ့နှိမ်နှင်းမယ်လို့ဆုံးဖြတ်ထားရင်နှိမ်နှင်းရမယ်တဲ့နိုင်မယ်လို့ဆုံးဖြတ်ထားရင်နိုင်ရမယ်တဲ့
ဘလို့ပိတ်ဆက်မှုပဲလောက်မင်းနိုင်ရမယ်တဲ့ခန္ဓာဦးနဲ့ငါ့ကိုမင်းဂတိပေးတာရမဟုတ်လားဆိုပြီးတော့ပြောပြီးရှင်နိုဘူးရဲ့အမဝိညာဉ်ကရှင်နိုဘူးကိုလာပြီးကူညီနေတာတွေ့ရမယ်အဲ့ဒီအချိန်မှာပဲလဲကျနေတဲ့ရှင်နိုဘူးကပြန်ထလာပါတယ်ဒိုးမကနေပြီးတော့အံအားတင်သွားပြီးတော့တကယ်ကြီးလားတဲ့တကယ်ကြီးမြတ်သက်ရနိုင်တာလားတဲ့မင်းတကယ်ရောလူရောဟုတ်ရဲ့လားဆိုပြီးဒိုးမကလည်းကြောင်သွားပါတယ်ဒိုးမနေပြီးတော့မင်းအသေးတွေရောနိုင်ရိုးတွေရောငါဖြတ်ထားတာတဲ့မင်းခန္ဓာကိုအရွယ်စားနဲ့ဒီတော့သွေးတွေအများကြီးထွက်နေရတဲ့တေသွားရတော့မထူးဆန်းဘူးတဲ့ဒိုးမနေပြုံးစီသေးနဲ့မင်းအသေးတွေကနေနဲ့သွေးတွေဝင်ပြီးတဲ့အရန်ကိုနာကျင်နေတယ်မဟုတ်လားတဲ့ဘာမှတဲ့စိတ်ပူမနေနဲ့မင်းကောင်းအောင်ငါအမြန်ဆုံးဖြတ်ပေးမယ်တဲ့မင်းကိုကဲလို့လည်းမရတော့ဘူးတဲ့အရှုံးပေးလိုက်လို့ဆိုပြီးပြောနေနေပဲရှင်နိုဘူးကနေအသွေးတစ်ခုဝင်လာတယ်ရှင်နိုဘူးသွေးမိလိုက်တာလေဘင်းုံလည်းငါအဓိကချင်ရမယ်တဲ့လေဘင်းကိုဒါအစိတ်သွေးနိုင်လို့ရှိရင်ငါနိုင်နေရှိတယ်လို့ပြောနေနေပဲ insert break ဖြစ်တဲ့ dance of the city p 100 let ဘဲလို့သုံးလိုက်တယ်ဒိုးမနေပြီးတော့ရှင်နိုဘူးရဲ့တိုက်ပွဲက၄ဘက်၄လမ်းကနေလာတဲ့အတွက်ကြောင့်မလို့အရမ်းမြန်တဲ့အတွက်ကြောင့်မလို့ဒိုးမကိုယ်တိုင်ကနေမရှောင်နိုင်ဘူးဖြစ်နေတယ်ရှင်နိုဘူးရဲ့တိုက်ခွက်ကအရမ်းမြန်တဲ့အတွက်ကြောင့်မလို့ဒိုးမတော်ရှင်နိုဘူးရဲ့တိုက်ခွက်ကိုစိတ်နဲ့မဖတ်နိုင်ခဲ့ဘူးအဲ့ဒါနဲ့ပဲသူတို့နှစ်ယောက်ချနေနေပဲရှင်နိုဘူးကနေဒိုးမရဲ့တိုက်ခွက်ကိုရှောင်လိုက်ပြီးတော့အောက်ကနေပြီးတော့ဒိုးမရဲ့လေဘင်းကိုပစ်ထိုးလိုက်တယ်ရှင်နိုဘူးကနေပြီးတော့ဒိုးမရဲ့လေဘင်းကိုအောက်ကနေပစ်ထိုးပြီးတော့ဒီတစ်ချက်တည်းမှာအားလုံးကိုထည့်ပြီးဆိုပြီးပြောနေနေပဲ chapter 142ကဒီမှာနေပြီးသွားတယ်ကဲ guys chapter 142ကတော့ဒီမှာပဲပြီးသွားပြီညောက် chapter တွေမှာကျွန်တော်တို့ပြန်တွေ့မယ် see us